ကြားဖြတ်အလုပ်ဆိုတာပြောလိုက်ရုံနဲ့ပေါ့နော်လူတိုင်းကသိပါတယ်ခင်ဗျာနော်အဲ့ဒီကြားဖြတ်အလုပ်ကအခုဆိုရင်နင်းစနစ်အတစ်သူတို့နောက်တစ်မျိုးပြန်လဲပြီးတော့တုံးလာခဲ့ပေါ့နော်ဘယ်လိုမျိုးပုံစံလဲဆိုတော့အဲ့ဒီအသက်ကြီးပိုင်းတဲ့လူတွေကိုပဲသူတို့ကလိန်တော့တာပေါ့နော်ဘာဖြစ်လဲဆိုလူငယ်တွေကအခုနောက်ပိုင်းက social media တွေတုံးများလာတော့သူများတွေကသိနေပြီပေါ့နော်လိန်ရတာတော်တော်ခက်တယ်အဲ့ဒီထိုင်းနိုင်ငံမှာဆိုရင်အသက်40 50လောက်ရှိတဲ့အဖိုးကြီးအဖွားကြီးတွေဆိုရင်သူများအလုံးမခန့်တော့ဘူးပေါ့နော်အဲ့ဒါကိုအဲ့ဒီအဖိုးကြီးအဖွားကြီးတွေကိုသူတို့ကလိုက်ရှာတယ်လိုက်ရှာပြီးတော့အဲ့ဒီကြားဖြတ်လုပ်နေတဲ့နေရာတွေမှာကာစီနိုတို့ဘာလို့ပေါ့နော်တန်ရှည်လုပ်ယုံပဲအဲ့ဖဲချက်ဝေယုံပဲပါညာအဲ့လိုမျိုးတွေပြောပြီးတော့အဲ့ဒီအဖိုးကြီးအဖွားကြီးတွေကစိတ်ဝင်စားတယ်ပေါ့နော်လာကလည်း2000 3000အနည်းဆုံးရတယ်သူတို့လည်းစိတ်ပျော်တာပေါ့နော်ထိုင်းမှာနေရင်လည်းသူတို့ကလာစားလည်းမရတော့ဘူးအလုံးလည်းမခန့်တော့ဘူးဆိုတော့သူတို့ကလိုက်သွားလိုက်တယ်လိုက်သွားတော့ကမ္ဘောဒီးယားဘက်ကိုမဝင်ခင်မှာထိုင်းဘက်မှာပေါ့နော်သူတို့ပန်နေဖွင့်ခိုင်းတာပေါ့နော်သူတို့ထိုင်းမှပုံတင်တစ်ခုကိုပန်နေအကုန်လုံးဖွင့်လို့ရတာပေါ့နော်တစ်ခုအဲ့လိုမျိုးတစ်ခုချင်းစီဖွင့်ပြီးပြီဆိုရင်passport လုပ်တယ်အဲ့ဒီကမ္ဘောဒီးယားနိုင်ငံဘက်ကိုကူးသွားတယ်ကူးလိုက်တာနဲ့အဲ့ဒီလူကြီးပိုင်းတွေအဲ့ဒီသူတို့ပန်ဖွင့်ထားတဲ့သူတွေအားလုံးကိုမျက်နှာကိုစကန်ဖတ်ပြီးတော့ထားထားတယ်နောက်ပြီးတော့သူတို့ဖုန်းကိုlock တွေပါပြန်ဖြည့်ပြီးတော့သူတို့ကိုယ်တိုင်တုံးတယ်အဲ့ဒီနောက်ပြီးတော့ ATM ကတ်တွေပါတွေညာတွေအကုန်လုံးကိုလည်းသူတို့ဦးဆောင်တဲ့သူတို့လိန်တာပေါ့နော်အဲ့ဒီလူတွေကိုသူတို့ကသွားလောင်ထားတယ်အိမ်တဲ့အိမ်မှာသွားလောင်ပြီးတော့သမင်းသွားပို့ပေးတယ်ပါညာပေါ့နော်လာစားလည်းမရအောင်အဲ့ဒါကြောင့်မို့ပေါ့နော်အဖိုးကြီးအဖွားကြီးတွေကတခါတလေ social media ဘိုင်းမှာတိတ်မကျွမ်းတဲ့အတွက်ပေါ့နော်နောက်ဆုံးတော့ဒီလိုမျိုးလိန်ခံထိတာများတာပေါ့နော်တကယ်ချင်းတို့တွေလည်းကိုယ့်ရဲ့အဖေအမေပေါ့နော်အသက်ကြီးနေတဲ့သူတွေကိုလည်းပြောပြလို့ရအောင်ပေါ့နော်ဒီသတင်းလေးကို share သွားပေးပါလို့ပြောချင်ပါတယ်ခင်ဗျ